2026ခုနှစ်ဖေဖော်ဝါရီလဟာတိထရာသီဖွားရဲ့ထက်ဇန်နဝါရီလကရရှိခဲ့တဲ့အရှိန်ရဟွန်ကိုဆက်လက်ထိန်ညီပြီးအသီးအပွင့်တွေကိုရိတ်သိမ်းရမယ်လားဖြစ်ပါတယ်။ဒီလမှာတင်းရဲ့စိတ်ကူးစိတ်ထမ်းတွေကလက်တွေ့အကောင့်ထဲဖော်လို့အကောင်းဆုံးအခြေအနေမှာရှိနေပါတယ်။အလို့အကိုင်းနဲ့စီပါအေးကန်တာအနေနဲ့ကတော့ဒီလမှာအလုတ်ခွင်အတွင်းတင်းရဲ့ကျွမ်းကျင်မှုကိုပြသခွင့်ရပါလိမ့်မယ်။အလုတ်ဟောင်းတွေပြီးပြတ်သွားပြီး project အပစ်တွေစတင်ဖို့အခွင့်အလမ်းပေါ်လာပါလိမ့်မယ်။ဝန်ထမ်းများအနေနဲ့လုပ်ငန်းခွင်မှာပြိုင်ဆိုင်မှုအချို့ရှိနိုင်ပေမဲ့တင်းရဲ့တည်ငြိမ်တဲ့လှုပ်ဆောင်ချက်ကလူအများကြားမှာထင်ပေါ်စေမှာပါ။အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိမဲ့လားထိပါနဲ့။စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့မိဖက်အသစ်တွေနဲ့လက်တွဲလှုပ်ဆောင်ရတတ်ပါတယ်။စာချုပ်စာတမ်းလက်မှတ်ထိုးတာမျိုးတွေရှိရင်တော့တေချာဖတ်ရှုဖို့လိုပါတယ်။အထူးသဖြင့်ပြည်ပနဲ့ဆက်သွယ်ရတဲ့လုပ်ငန်းတွေမှာအကျိုးများပါလိမ့်မယ်။ငွေကြေးကန်တာအနေနဲ့ကတော့ငွေကြေးမိုင်းမှာအဝင်ရောအထွက်ပါကျန်းနိုင်တဲ့လားဖြစ်ပါတယ်။ဇန်နဝါရီလကရှာဖွေထားသမျှကိုစနစ်တကျပြန်လည်စီမံခန့်ခွဲရပါမယ်။တတိပြုရမှာကသူတစ်ပါးကိုငွေချေးတာဒါမှမဟုတ်အာမခံပေးတာမျိုးကိုဒီလမှာလုံးဝရှောင်ကျဉ်ပါ။မိမိရဲ့ဝါသနာဒါမှမဟုတ်အပျော်ပါးအသက်အသုံးစရိတ်အနှဲငယ်ပို့နိုင်ပါတယ်။အချစ်ရေးနဲ့လူမှုရေးကန်တာအနေနဲ့ကတော့အိမ်တော်သေးချစ်သူရှိသူများဖေဖော်ဝါရီလဟာချစ်သူများနေဖြစ်တဲ့အတိုင်းအချစ်ရေးမှာအလွန်ပင်ကံကောင်းကြည်နူးရပါလိမ့်မယ်။အိမ်တော်ဖက်တဲ့ပံ့ပိုးမှုကြောင့်တင်းရဲ့အခက်အခဲတွေပြေလည်သွားတတ်ပါတယ်။လူပြိုအပြိုများလူမှုရေးပွဲလမ်းသဘင်တွေမှာလူအများရဲ့စိတ်ဝင်စားမှုကိုခံရတတ်ပြီးထူးခြားတဲ့စုံသွေးမှုမျိုးကြုံရနိုင်ပါတယ်။ကျမ်းမာရေးကန်တာအနေနဲ့ကတော့အလွန်ကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ်။ဒါပေမဲ့အလွန်များလွန်းတာကြောင့်ပခုံးနဲ့ဇကြောတတာမျိုးဖြစ်တတ်ပါတယ်။အကြောလျှော့တာဒါမှမဟုတ်ယောဂကျင်တာမျိုးလုပ်ပေးရင်တင်းအသက်အလွန်တင့်တော်ပါတယ်။ကံကောင်းစေမြစ်အယောင်ကတော့ကောင်းခင်ပလာယောင်ငွေယောင်တို့ဖြစ်ပါတယ်။ကံကောင်းသောကဏ္ဍတွေကတော့နာခွန်23တို့ဖြစ်ပါတယ်။ရတရာအနေနဲ့ကတော့အဖိုးအိုအဖွားအိုများဒါမှမဟုတ်တကြီးရွယ်အိုများကိုဈေးဝါဒါမှမဟုတ်အာဟာရဖြစ်စေမယ့်အစာအစာများလှူဒန်းပေးပါအကြံပြုချက်အနေနဲ့ကတော့ဇွဲရှိခြင်းဟာဒီလအတရာတင့်ရဲ့အောင်မြင်မှုတော်ချက်ပါပဲတခါတလေအခြေအနေတွေကနေကွေးနေတယ်လို့ခန်းစားရပေမယ့်အဆုံးမှာတော့တင့်အတရာအောင်မြင်မှုကတေချာပေါက်ရောက်လာမှာပါအဆက်စအရာရာအစင်းပြေလို့ကိုယ်စိတ်ညပါချမ်းသာချမ်းသာပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်